as ရဲ့ကြားထဲမှာဘာစကားလုံးတွေထည့်ပြီးတော့မှဘလို့အဓိပ္ပာယ်ထွက်သွားမလဲဆိုတာကိုမျှဝေပေးချင်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့မျှဝေပေးချင်တဲ့သင်ခန်းစာလေးကတော့ as ရဲ့ကြားထဲမှာဘာစကားလုံးတွေထည့်ပြီးတော့မှဘလို့အဓိပ္ပာယ်ထွက်သွားမလဲဆိုတာကိုမျှဝေပေးချင်ပါတယ်တေးသေးချာချာလေးလာပြီးတော့မှတကယ်လဲလက်တွေ့ကြကြသုံးမယ်ဆိုလို့ချင်းအတော်ကိုအသုံးဝင်တဲ့အသုံးနှုန်းလေးတွေဖြစ်ပါတယ်လိုက်ပြီးတော့မှတေးသေးချာချာလေးလာပါစလိုက်ကြအောင်တကယ်လို့ဒီ YouTube channel ကို subscribe မလုပ်ထားသေးဘူးဆိုလို့ချင်း subscribe လေးလုပ်ထားပေးပါနောက်သင်လာမဲ့သင်ခန်းစာလေးတွေကိုလေ့လာလို့ရအောင်လို့เนาะစလိုက်ကြအောင်ပထမဦးဆုံး as ရဲ့ကြားထဲမှာ adjective ထည့်ပြီးတော့မှအဓိပ္ပာယ်ကလောက်တယ်အဓိပ္ပာယ်ထွက်တဲ့ pattern လေးသုံးကြည့်အောင်ဥပမာသူမကသူမအကိုလောက်အရက်ရှည်တယ်ဒီစာအုပ်ကအဲ့စာအုပ်လောက်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့လာရင်ပြောကြည့်မယ်နော်ဥပမာ adjective လေးလိုက်ကြည့်အောင် she is as tall as her brother သူမကသူမအကိုလိုပဲသူမအကိုလောက်အရက်ရှည်တယ်အဲ့ဒါကလူတစ်ယောက်နဲ့တစ်ယောက်တူညီကြောင်းကိုပြတာ Now this book is as interesting as that one ဒီစာအုပ်ကအဲ့စာအုပ်လိုပဲစိတ်ဝင်စားဖို့ကောင်းတယ်အဲ့စာအုပ်လောက်စိတ်ဝင်စားဖို့ကောင်းတယ်ဒါက as ရကြားထဲမှာ adjective လိုက်ထားတာเนาะအခုတစ်ခါက adverb လိုက်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်တခါတလေ adjective နဲ့ adverb ရဲ့လုံးကြီးအဓိပ္ပာယ်ကတူတယ်လို့ဖြစ်တယ်စကားလုံးလည်းတူတယ်လို့ဖြစ်တယ်ဥပမာ fast adjective ဆိုလို့ရှိရင်မြန်သောဒါပေမဲ့ adverb ဆိုလို့ရှိရင်မြန်မြန်ဆန်ဆန်နော်အဲ့ဒါဆိုရင်ရိုးရိုးပြောမယ်ဆိုလို့ရှိရင်ဥပမာ he runs fast he runs fast သူကမြန်မြန်ပြေးနိုင်တယ်သူကမြန်မြန်ပြေးတယ်အဲ့ဒါကလုံးဝ adverb တက်ပဲဆိုတော့သူ adjective နဲ့ခုနလိုပြောကြည့်အောင်သူကသူ့ကိုယ်လိုပဲမြန်မြန်ပြေးနိုင်တယ်He runs as fast as his brother သူကသူ့ကိုယ်လောက်မြန်မြန်ပြေးနိုင်တယ်သူ့ကိုယ်လိုပဲမြန်မြန်ပြေးနိုင်တယ်နှစ်ခုလုံးပြောလို့ရနော်နောက်တစ်ခု clearly ကကြတော့ရှင်းရှင်းလင်းလင်း he speaks clearly သူကရှင်းရှင်းလင်းလင်းပြောတယ်ဒါပေမဲ့ခုနလိုပြောကြည့်အောင်မယ်ဆိုလို့ရှိရင်အဲ clearly ကိုကြားထဲမှာထည့်ပြီးတော့ပြောမယ် he speaks as clearly as his teacher သူကသူ့ဆရာလိုပဲရှင်းရှင်းလင်းလင်းပြောတတ်တယ်သူ့ဆရာလောက်ရှင်းရှင်းလင်းလင်းပြောတယ်အဲ့ဒါက adverb လိုက်ပြီးတော့မှသုံးတဲ့ပုံစံခုနကတော့ adjective လိုက်တဲ့ပုံစံအခု adverb လိုက်ထားတဲ့ပုံစံသူတို့နှစ်ခုရဲ့အဓိပ္ပာယ်ကလောက်တယ်လိုပဲဆိုတော့ပုံစံမျိုးဖြစ်ပါတယ်ဟုတ်ပြီဒီနှစ်ခုကို negative ပုံစံမျိုးလုပ်ကြည့်အောင်ဒီလိုမဟုတ်ဘူးပေါ့ဥပမာသူ့ကိုယ်လိုမြန်မြန်မပြေးနိုင်ဘူးဒါကတော့ negative form ပေါ့ကွာသူရဲ့ structure ကတော့ subject verb to be not နော်ဥပမာ am ဆို am not ပေါ့ is not ပေါ့ are ဆိုရင် are not ပေါ့နော်အဲကြားထဲမှာ as သူတို့ကြားထဲမှာထပ်ထည့်မယ် adjective တော့မဟုတ် adverb ထည့်မယ်ပြီးတော့ as ထည့်မယ်ပြီးကြရင်ထပ်ပြီးတော့မှ noun တစ်ခုထပ်ပေါင်းမှာပေါ့နော်ပြောကြည့်အောင် this car is not as expensive as that one ဒီကားကအဲကားလောက်ဈေးမကြီးဘူး I am not as busy as my father ငါအဖေလောက်အလုံးမများဘူးသူမအမေလောက်မချောဘူးဆိုရင်ရော she is not as beautiful as her mother ဒါက not ထည့်တဲ့ပုံစံမျိုးเนาะ negative ပုံစံမျိုးမေးမယ်ဆိုလို့ရှိရင်ရသေးတာပေါ့เนาะ are you as beautiful as your mother နင်ကနေမေလို့ရုပ်ချောသလားမေးဖေလောက်အရက်ရှိသလား are you as tall as your father ဟုတ်ပြီเนาะဂျာနဲ့ဟာလည်းဒီလိုပါပဲဟုတ်ကြောင်းပြောတယ်လောက်တယ်မဟုတ်ကြောင်းပြောတယ်မလောက်ဘူးမေးမယ်နောက်ထပ်အသုံးများတာတစ်ခုကကြတော့ as much as ရဲ့ as many as ရဲ့သူတို့နှစ်ခုကဘာကွာသလဲဆိုလို့ရှိရင် as much as ကတော့ uncountable noun ရေးတွဲလို့မရတဲ့ noun တွေနဲ့သုံးပါနောက် as many as ဆိုရင် countable noun ရေးတွဲလို့ရတဲ့ noun နာဘုတ်တွေနဲ့တွဲသုံးမှာဖြစ်ပါတယ်ဆိုတော့သွားကြည့်အောင်သူကတော့ပမာဏကိုပြောမှာเนาะ I don't have as much money as you မင်းလောက်ငါပတ်စံနဲ့အများကြီးမရှိဘူး eat as much as you want မင်း
လိုတလောက်စားကြိုက်တလောက်စား as many as ကြတော့ I don't have as many books as you မင်းလောက်တော့ငါစာအုပ်အများကြီးမရှိဘူးကွာဒီလိုလေးသုံးလို့ရသေးတယ် as many as 500 people attend the meeting လူပေါင်း900လောက် meeting တက်ခဲ့ကြဟုတ်ပြီ as much as ရဲ့ as many as ရဲ့အသုံးလေးတွေဖြစ်ပါတယ်အခုကကျတော့ as long as တို့တွေသိတဲ့အတိုင်းပဲ as long as နေသမျှကာလပတ်လုံးဒုတိယကဆိုရင်တတိယကနေတရွေ့အဲ့ဒီသုံးမျိုးအဓိပ္ပာယ်ရတယ် you can stay here as long as you want မင်းဒီမှာနေချင်တဲ့လောက်နေလို့ရတယ် you can go out မင်းအပြင်ထွက်လို့ရတယ် as long as you finish your homework မင်းအိမ်စာပြီးတယ်ဆိုရင်မင်းအပြင်ထွက်လို့ရတယ်သူ့ရဲ့ဝါကြကိုကြည့်ပြီးတော့မှဘာသာပြန်ရမှာပေါ့နော်တရွေ့လို့ပြန်ရမှာလားနေသမျှကာလပတ်လုံးကိုပြန်ရမှာလားဆိုရင်လို့ဘာသာပြန်ရမှာလားဆိုတာကိုယ့်ပေါ်မှာပဲမူတည်တာပေါ့နော် now as well as ဆိုရှိသေးတယ် as well as အပြင် तू ကဓာလေးတက်တယ်ဒီအပြင် तू ကဓာလေးတက်တယ်ဒါအပြင် तू ဓာလေးစားတယ်စသဖြင့်အဲ့လိုပုံစံမျိုးပေါ့နော် she speaks English as well as Chinese သူကအင်္ဂလိပ်စာအပြင်တရုတ်စကားလည်းပြောတတ်တယ် he is kind as well as honest သူကကျင်နာတဲ့အပြင်ရိုးပါရိုးသားတယ် as well as ကနှစ်ခုပေါ့တစ်ခုလည်းတက်တယ်နောက်တစ်ခုလည်းတက်တယ်ဆိုတော့ပုံစံမျိုးဟုတ်ပြီဒါတွေက as ရဲ့အသုံးတွေပဲဖြစ်ပါတယ်ပြန်ပြောကြည့်မယ် as ရဲ့ကြားထဲမှာ adjective ထည့်တယ်အဲ့ဒါလောက်တယ်လို့အဓိပ္ပာယ်ရတယ်နောက်ပြီးတော့ as ရဲ့ကြားထဲမှာ adverb ထည့်မယ်အဲ့ဒါလည်းလောက်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်နောက် negative လောက်ကြည့်မယ်ပြီးကြရင် question လည်းမေးကြည့်မယ်ပေါ့နော်နောက် as much as ရဲ့ as many as ရဲ့အဲ့ဒါလည်းကြတော့အတိုင်းအတာပမာဏကိုပြတာနောက် as long as ကြတော့နေသမျှကာလပတ်လုံးဆိုရင်နေတရွေ့ဆိုတဲ့အဓိပ္ပာယ်ရတယ်နောက်ဆုံးတစ်ခုကကြတော့ as well as ဖြစ်ပါတယ်ဒါတွေဒီအရန်ကိုအသုံးများတဲ့အသုံးလုံးတွေဖြစ်ပါတယ်ဒါတွေကြည့်ပြီးတော့များများလေးကြည့်မှာကိုယ်ပိုင်ဝါကြကိုတိဆောက်ပါပြီးကြရင်လက်တွေ့ကြအသုံးပြုပါ See you on the next video. Have a happy life.